ဒီကွန်မန့်လေးမှာဘယ်လိုရအောင်မလဲရှင်လို့မေးထားတဲ့မေးခွန်းလေးကိုအမကဖြေပေးပါမယ်တကယ်တော့ဒီကွန်မန့်လေးကအမရှေ့ဗီဒီယိုတွေမှာဖြေပေးပြီးသားပေါ့နော်ဒါပေမဲ့မရှင်းတဲ့သူလေးတွေအတွက်ဒီဗီဒီယိုလေးမှာဒီတေးကြကြအသေးစိတ်လေးတေချာလေးရှင်းပြပေးပါမယ်အဲ့ဒါကဘာလဲဆိုတော့အမတို့စီမှာစပြီးတော့ရောင်းကျင်တဲ့ညီမလေးတွေကဘာစလုပ်ရမလဲဆိုလို့ရှိရင်အမတို့ရဲ့ page မှာတင်ထားတဲ့ပုံတွေစာတွေပေါ့နော်စာတွေ copy ယူလို့ရတယ် copy ယူပြီးတော့ညီမလေးတို့ရဲ့Facebook သို့မဟုတ် TikTok မှာပြန်လည်ရောင်းချလို့ရတယ်။ရောင်းချပြီးလို့ရလာတဲ့ order တွေကိုအမားတို့စီမှာ order တင်တဲ့ group လေးဖွဲ့ပေးတယ်။အဲ့ group တွေမှာ order လာတင်တယ်။လာတင်တဲ့ order လေးတွေကိုအမားတို့ကညီမလေးတို့အရင်နီလုံးဝ site ထုတ်စရာမလိုဘဲနဲ့ customer တွေစီကိုဓာတ်ရိုက်အမားတို့စီကနေပို့ဆောင်ပေးတာပဲဖြစ်ပါတယ်။ပို့ဆောင်ပြီးလို့ရှင်တော့ညီမလေးတို့ရဲ့ငွေအရင်းနှီးလုံးဝ site ထုတ်စရာမလိုဘဲနဲ့အကျိုးမြတ်တွေကဖုန်းလေးတစ်လုံးရှိုံနဲ့အကျိုးမြတ်တွေကခံစား권ရရှိပြီပဲဖြစ်ပါတယ်အဲ့ဒီတော့အိမ်မာနေရင်းနဲ့ဝင်ငွေရခြင်းနဲ့အမျိုးသမီးတွေတသားမိမိတွေနားမှာပဲအချိန်ပေးပြီးတော့ဝင်ငွေတစ်ခုကိုရခြင်းနဲ့အိမ်အောင်ရှင်အမျိုးသမီးတွေအတွက်ဒီပေးထားတဲ့အခွင့်အရေးလေးတွေကိုအသုံးချဖို့အတွက်ဆိုရင်တော့ယူကိုလုပ်ပေးရမှာတစ်ခုပဲရှိပါတယ်အဲ့ဒါကဘာလဲဆိုတော့ညီမလေးတို့အမတို့အနေနဲ့ဒီ online shop ကိုကြိုးဆဆနဲ့ရအောင်လုပ်မယ်ဆိုတဲ့စိတ်ဆန္ဒပြင်းထန်မှုတစ်ခုကိုပဲယူလာပေးပါအဲ့ဒါဆိုရင်အောင်မြင်မှုကကျင်းတွေကိုရပါလိမ့်မယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုပေါင်းများစွာမှာလည်းပြန်လည်ဆုံတွေ့ပါမယ်